battery tester အသုံးပြုတဲ့အခါဒီ function လေးမျိုးစလုံးအသုံးပြုပြရလား battery ကလေးလေးတွေကို battery အိုးမှာချိတ်ကြည့်ပြီးတော့လိုက်တိုင်းကြည့်နော် battery capacity သူ့ကိုရွေးလိုက်တာနဲ့ gel battery ကိုတိုင်းမှာလားဒါမှမဟုတ် standard list ခေါ်တဲ့ရိုးရိုးအိုးကိုတိုင်းမှာလားဆိုပြီးတော့မေးလာပါလိမ့်မယ်ကိုတိုင်းကျင်နာလေးကိုရွေးပြီးတော့အန်တာနှိပ်ပေးပါကျွန်တော်တို့အပေါ်အောက်မြားခလုတ်ကလေးတွေရွှေ့ပြီးရွေးချယ်နိုင်ပါတယ်ကဲအန်တာနှိပ်လိုက်တာနဲ့နောက်ထပ်နည်းနှစ်ခုထပ်တွေ့ပါလိမ့်မယ် quick test နဲ့ adjoint test ဖြစ်ပါတယ် quick test ကတော့ ampere ကိုရွေးချယ်ပေးရုံနဲ့ result ထွက်လာမှာပါ ampere ကိုရွေးချယ်ပေးရုံဆိုတာက battery 100 ampere အတွက်100 ampere လို့ရွေးချယ်ပေးရမှာပါ adjoint test ကတော့သူ့မှာတိုင်းတာနည်း6နည်းရှိပါတယ်အဲ့ဒီထဲက CCA IEC EN DIN GIS ဆိုတာကတော့သူ့မှာသတ်မှတ်ချက်ရှိပါတယ်အဲ့သတ်မှတ်ထားတဲ့အတိုင်းတာလေးတွေကိုဥမာ CCA ဆိုရင်45အထူးအတွက်ဘယ်လောက် CCA ရှိတယ်ဆိုတာမျိုးပေါ့နော်အဲ့သတ်မှတ်ချက်ကလေးတွေကိုသိချင်တယ်ဆိုရင်တော့ကျွန်တော်တို့ manual ပုံမှာကြည့်နိုင်ပါတယ်အဲ့ဒီအတိုင်းပြထားတဲ့အတိုင်းကျွန်တော်တို့ကနှိပ်လိုက်တာနဲ့နှိပ်ပြီးအဲ့ဒါနှိပ်လိုက်တာနဲ့သူကအဖြေထွက်လာမှာဖြစ်ပါတယ်စတားသုံးလုံးကတော့သူကတခါတည်းနဲ့အဖြေပေါ်ပါတယ်ဘာမှထပ်နှိပ်စရာမလိုတော့ပါဘူးစတားသုံးလုံးကိုရွေးချယ်ပြီးအန်တာနှိပ်လိုက်တာနဲ့လေဒါပေမဲ့ resistance တော့မပေါ်နိုင်ပါဘူးဆိုင်မိုင်းပဲအကြံပေးရရင်တော့ကျွန်တော်တို့စတားသုံးလုံးနဲ့တိုင်းတာတာကပို့ပြီးအဆင်ပြေပါတယ်ဒီ battery tester ကပြင်ပက battery အားကိုယူပြီးတော့တိုင်းတာတာဖြစ်တဲ့အတွက်သူ့မှာပြတ်နိုင်တာကဒီ screen ရဲ့ပြီးတော့ခလုတ်ကလေးတွေရဲ့ပါဒီလိုမျိုးခဏခဏနှိပ်တာများတယ်ဆိုရင်ခလုတ်ပြတ်နိုင်ပါတယ်ဒါကြောင့်ခလုတ်နှိပ်တဲ့အခါမှာလည်းသတိထားပေးပါလို့အကြံပေးပါရစေခင်ဗျာနံပါတ်2နဲ့နံပါတ်3ကတော့ car start ဆွဲချိန်မှာလှုပ်ဆွဲချိန်မှာ battery အခြေအနေကိုတိုင်းတာတာဖြစ်ပါတယ်ဒီလိုမျိုးလှုပ်ဆွဲတဲ့ချိန်မှာ voltage က10 volt အောက်ကျသွားမယ်ဆိုရင် battery အခြေအနေမကောင်းတော့ဘူးလို့သတ်မှတ်လို့ရပါတယ်ဒါပေမဲ့အဲ့ဒါက battery ပြတ်တာလည်းဖြစ်နိုင်လို့ acid power ပြင်းတာဒါမှမဟုတ် acid power ပျော့တာဒါမှမဟုတ် battery ကိုcharging မဝင်လို့အားခန့်နေတဲ့အချိန်မှာတိုင်းတာတာကြောင့်လည်းဖြစ်နိုင်ပါတယ်နောက်ဆက်တွဲအဖြစ်ကိုတော့ကျွန်တော်တို့ကဆက်လက်စမ်းသပ်ရမှာဖြစ်ပါတယ်ခင်ဗျာသူ့ကိုတိုင်းတာမယ်ဆိုရင်တော့ကျွန်တော်တို့ tester က clip တွေချိတ်ပြီးတာနဲ့ဒီနံပါတ်2သို့မဟုတ်နံပါတ်3ကိုတစ်ချက်ရွေးပြီးအန်တာကလုံးနှိပ်ပြီးပါခင်ဗျာပြီးရင်တော့ကားဆက်နှုတ်ပြီးပါနံပါတ်4ကတော့ charge system ဖြစ်ပါတယ်ဒါကတော့ battery ကိုအားဝင်မဝင်တိုင်းတာတာဖြစ်ပါတယ် battery အပေါင်းတော့ငုံမှာ tester ကိုချိတ်ထားပြီးတော့နံပါတ်4ဖြစ်တဲ့ charge system ကိုရွေးပါအန်တာတစ်ချက်နှိပ်ပါပြီးရင်တော့ကားကို lever နှိပ်ခိုင်းကြည့်ပါခင်ဗျာ lever နှိပ်တဲ့ချိန်မှာ charging ဘယ်လောက်ဝင်လဲပုံမှန်ဆိုဘယ်လောက်လဲတိုင်းတာနိုင်ပါတယ် lever နှိပ်တဲ့ချိန်မှာ battery ဘိုးကမူလထက်တက်မလာဘူးဆိုရင်တော့ charging system ပြဿနာရှိတယ်လို့အကြံပြဆုံးဖြတ်နိုင်ပါတယ်ခင်ဗျာ